design လေးအရင်ကလောက်မစီတော့တယ်လို့ပဲငါတို့ထိုင်နေကြခုံမလေးတွေအခုတော့ငါနဲ့မဆိုင်တော့ဘူးမင်းတို့လည်းအတူတူပဲဖြစ်မှာပါအဖြူနဲ့အစိမ်းရောင်စုံတွေကြမှာငါတို့အော်ဟစ်ခဲ့တဲ့အတန်တွေအခုတော့ကဟုန်တန်တွေအောက်ပြောက်လို့မင်းတို့ငါကိုလွမ်းနေမလားဒါမှမဟုတ်အသက်တွေနဲ့အဆင်ပြေနေလားငါကတော့ရှေ့ကိုပဲချီနေတယ်အဲ့ဒီနေရာမှာငါတို့မရှိတော့ဘူးအချိန်နဲ့ငါကိုပြောင်းလဲစေခဲ့တာအမတ်တရားတွေကဟောင်းလွမ်းလို့အမျောဖို့ကောင်းပြီမဲ့ငါမပြန်ချင်ဘူးမင်းတို့ရောငါလိုပဲလားဆောင်ကောင်းတဲ့တငယ်ချင်းတွေကြောင်းရှိကမုံဟင်ခါဆိုင်ငါအတွက်တော့အကောင်းဆုံးပဲဟိုရင်ချိန်တွေပြန်မရတော့ဘူးအခုတော့အရာရာပြောင်းလဲသွားလင်းပြောခဲ့တဲ့စကားလုံးလိမ်ညာတွေငါအတွက်တော့ခုရေစရာပဲမင်းကတော့အရင်လိုပဲချန်ခဲ့မလားငါကတော့အဝေးကြီးကိုရောက်နေသွားရှင်နေရာမှာငါတို့မရှိတော့ဘူးအချိန်လေးငါကိုပြောင်းလဲစေခဲ့တာအချိန်လေးငါကိုပြောင်းလဲစေခဲ့တာအမတ်တရားတွေကဟောင်းလွမ်းလို့အမျောဖို့ကောင်းပြီမဲ့ငါမပြန်ချင်ဘူးမင်းတို့ရောငါလိုပဲလားဟန်ဆောင်ကောင်းတဲ့တငယ်ချင်းတွေတတိယတဲ့လို့တော့မပြောဘူးဒါပေမဲ့ခံစားချက်ကတမျိုးပဲဝတ်စားတွေလဲလိုက်သလိုပေါ့ငါနဲ့မတော်တော့တာကိုအတင်းဝင်ဖို့မကြိုးစား